ကတဖောက်သွားမယ်ကျွန်တော်ကားကဖျက်ဝချောင်းကိုကြော်လာပြီးတဲ့အချိန်မှာတော့မိုးကနည်းနည်းလေးကျနေတယ်မိုးနည်းနည်းကျလာတဲ့ခါကျတော့ဒီလမ်းကနည်းနည်းချောတဲ့ခါကျတော့ကားတိတ်သွားလို့မရတော့အပေါ်မှာကားရည်လည်းနည်းနည်းဒီနေ့လာပြကျော်တရက်နေဆိုတော့ဖျားဘူးကားရည်များတယ်များတဲ့ခါကျတော့အခုကားပေါ်မှာပါတဲ့လူတွေကလမ်းလျှော့ပြီးတော့မှတော့ကြတယ်ကားချော်တော့မှပဲဆိုင်မှာအေးဆေးစားမှပဲရတော့မယ်အဲ့တော့ဒီနေ့မနေ့ကတော့လောင်းတော့ကတဖောက်ကိုမိုးဆက်ကြားမှာပဲလမ်းလျှောက်တက်ပြီးတော့မှဖူးရတော့မယ့်အခြေအနေပါတပိတ်စခန်းကိုရောက်ချိန်မှာမိုးတွေကတအုံရွာနေပြီးတောလန်ခီးကိုတက်ဖို့တော့ထီမပါခဲ့ပါဘူးပလတ်စတစ်စာနဲ့အုတ်ထုပ်တစ်လုံးကိုအားကိုကအဖို့မပါတယောက်တည်းပဲတောလန်ခီးကိုဆက်ခဲ့ပါတော့တယ်မိုးတွေကရွာလမ်းတွေချောနေလို့စက်နဲ့အသွားတက်လို့တော့မရပါဘူးအပြန်ဆင်းလာတဲ့စက်နေပဲရှိပါတယ်လူမပြောနဲ့စင်တောင်မနှဲကုတ်ကတ်တက်နေရပါတယ်မိုးတွေတအားရွာနေတာကြောင့်ဗီဒီယိုကင်မရာနဲ့မှတ်တမ်းတင်လို့တော့မရတော့ပါဘူးဒီတော့လက်ကင်ဖုန်းနဲ့ပဲရိုက်ကူးရေးဆက်ခဲ့ရပါတယ်ဒီမှာတော့လမ်းချောင်းနေတယ်ကြောက်ချက်တွေပေါ်တက်ပြီးတော့ဆက်လျှောက်ရမယ်ကိုတက်ကြီးတဲ့ကိုရီဖွားရည်လဲလမ်းကျန်းကိုပဲလောင်းတော့ကတ်တဘာဖူးဖို့လျှောက်လာကြရတယ်အခုဆိုရင်အပေါ်ဆင်းလာတဲ့ဖို့တွေရှိတယ်ဒီဘက်မှာကြောက်ကြီးကျွန်တော်ဒီလမ်းတက်လာတာသိတော့မလွယ်ဘူးအဲ့တော့ဘယ်တော့မြင်နေလဲပြန်တက်လိုက်အောင်လောဆယ်ဟိုဘက်လမ်းချောနေလို့တောလမ်းလေးရလေလမ်းရှာပြီးတော့ခီးဆက်နေရပါတယ်။အမှမြင်တဲ့အတိုင်းပါပဲဟိုဘက်ချမ်းမှာတော့လမ်းချောနေပါတယ်။လမ်းကမေးရတဲ့လောက်ကတော့တဝက်တော့မရောက်သေးဘူးလို့ပြောတယ်။ကြားတာတော့မောနေပြီ။အခုဆိုရင်တက်ဆက်ဆန်းရှုခင်းလာကိုတာထေးတဲ့ရှုခင်းကတော့ကောင်းတယ်ဒါပေမဲ့ဘယ်သူမှမခံစားနိုင်ဘူး။မိုးရရွာနေတယ်။အဲ့တော့နားတဲ့နေရာတော့ရောက်ပြီပေါ့နော်ခါးတွေလည်းအောင့်နေပြီခရီးတော့တော့ရောက်ပြီပြောတယ်ဘူးဒီကြော်တွေ့တယ်စားတော့ကျွန်တော်ဖွဲ့တော့တရားမှမတွေ့သေးဘူးလောလောဆယ်ကျွန်တော်တယောက်ပဲတက်လာပြီနားလေလူရှိတယ်အိုးဘာမှမုန်းတာပဲမိုးရွာနေလောင်းတော့ကတ်သွားဆိုသူကခဲရင်တယ်တောင်စင်းဟိုဘက်အလာလဲနေလောင်းတော့ကတ်သွားသွားတဲ့လူတွေရှုခင်းလာနေရနေတော့ဒီမှာတန်းလေးတော့လှုပ်ထားပြီးတယ်ဗျတန်းလေးလှုပ်ထားပြီးတယ်ဖျားပူပြန်တက်လာလူတွေတော်တော်များတယ်မနေ့ကညတွေကအိတ်တဲ့လူတွေထင်တယ်